ဒီသိပ္ပံပညာရှင်ဟာငယ်ငယ်ကလေးကအရန်နာဘူးထားတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။သူ့နာမည်ကကယ်ဗင်ဖြစ်ပြီးသူဟာဂျိုရီအကြောင်းသူတည်တနာလုပ်နေတာပါ။အဲ့ဒီအချိန်မှာသူ့မိရောက်လာပြီးသူ့သားလေးဂျိုရီရှာဖွေနေတဲ့အရေးအချင်းကိုတွေ့သွားပါတယ်။အဲ့ဒီနောက်သူမကတယ်လီစကုပ်ထဲကနေကြည့်လိုက်တဲ့အခါကြီးမားတဲ့ဂျိုရီကြီးကိုမြင်ပြီးအံ့ဩမြင်သက်သွားပါတယ်။အဲ့ဒီမျိုးသမီးဟာကယ်ဗင်ကိုရမ်းစိတ်ဆိုးသွားပြီးစိတ်တူတူနဲ့ပါတစ်ချက်ရိုက်လိုက်ပါတယ်။သူ့အမေကကယ်ဗင်ကိုအခုချိန်မှာပညာရေးကိုပဲအာရုံစိုက်တင်တယ်လို့ဆုံးမပြီးထွက်သွားပါတယ်။နှစ်ပေါင်း20ကြာပြီးတဲ့နောက်မှာတော့ကယ်ဗင်ဟာနာမည်ကြီးသိပ္ပံပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။သိပ္ပံပညာရှင်တွေအများကြီးရောက်နေကြပြီးကယ်ဗင်ကလူတိုင်းကိုသူ့ဆေးရဲ့အကြောင်းရှင်းပြနေပါတယ်။ဒီဆေးဟာဘယ်သူကိုမဆိုပျောက်ကွယ်သွားစေနိုင်တယ်လို့သူကပြောပါတယ်။ကယ်ဗင်ရဲ့စကားကိုကြားပြီးသိပ္ပံပညာရှင်အားလုံးအံ့ဩသွားကြပေမယ့်ဘယ်သူမှမယုံကြပါဘူး။ကယ်ဗင်ကအားလုံးကိုယုံကြည်သွားအောင်အဲ့ဒီဆေးကိုသူ့ကိုယ်သူထိုးပြလိုက်ပေမယ့်ဘာမှထူးခြားမလာပါဘူး။ဒီမှာရှိနေတဲ့သိပ္ပံပညာရှင်အားလုံးကကယ်ဗင်ကိုဝိုင်းလောင်ကြပါတယ်။အားလုံးဟာကယ်ဗင်ကိုကြည့်ပြီးအကြီးအကျယ်ရေမောနေကြပါတယ်။ကြာရှုံးသွားတဲ့အတွက်ကယ်ဗင်ဟာသူ့ကိုယ်သူရမ်းစိတ်ဆိုးသွားပြီးယူးသလိုနှမ်းသလိုတွေလှုပ်လာပါတယ်။သူဟာသူ့ကိုလှောင်ပြောင်တဲ့သိပ္ပံပညာရှင်တွေကိုရိုက်နှက်ပါတယ်။ကယ်ဗင်ဟာအရှက်ရသွားတဲ့အတွက်အရန်စိတ်ဆိုးပြီးသိပ္ပံပညာရှင်၄ယောက်ကိုတပ်ပစ်လိုက်ပါတယ်။ကယ်ဗင်ဟာစိတ်မနှံ့တော့တာကြောင့်တရားရုံးကသူ့ကိုပြစ်ပေးမဲ့အစားအယူထောင်ကိုပို့လိုက်ပါတယ်။6 လကြာပြီးတဲ့နောက်မှာတော့ကယ်ဗင်ဟာအယူထောင်ကနေထွက်ပြေးလာပါတယ်။တစ်ဖက်မှာတော့ចောင်းသားတချို့ကိုတွေ့ရမှဖြစ်ပြီးအဲ့ဒီကလေးတွေကတော်တော်လေးဆိုးကြပါတယ်။အဲ့ဒီချိန်မှာသူတို့ရဲ့ကျောင်းအုပ်ဆရာမကြီးရောက်လာပြီးသိပ္ပံဆရာဖရန်ကီတည်ဆုံးသွားပြီဖြစ်ကြောင်းဒီနေ့ကစားပြီးမစ္စတာစမစ်ကသိပ္ပံဘာသာသင်ပေးမယ်လို့ပြောပါတယ်။ဒီမစ္စတာစမစ်ဆိုတာတခြားသူမဟုတ်ပဲနာမည်ပြောင်းပြီးကျောင်းကိုရောက်လာတဲ့ကယ်ဗင်မှာဆိုးတဲ့ကလေးတွေကကယ်ဗင်ကိုဝိုင်းလံကြပါတယ်။ကယ်ဗင်ကသူတို့စကားကိုဂရုမစိုက်ပဲသိပ္ပံသင်ခန်းစာစတင်ပါတယ်။အဲ့ဒီချိန်မှာကယ်ဗင်ဟာအရန်လာတဲ့မိန်းကလေးတစ်ယောက်ကိုသတိပြုမိသွားပါတယ်။သူကအဲ့ဒီမိန်းကလေးကိုမေးခွန်းတချို့မေးပေမယ့်အဲ့ဒီအတန်းထဲမှာဘယ်သူမှဘာမှမသိကြပါဘူး။သူတို့ကကယ်ဗင်ရဲ့စကားကိုရဲစရာလုပ်နေကြပါတယ်။ကယ်ဗင်ကအဲ့ဒါကိုရမ်းစိတ်ဆိုးပြီးမြဲဘာမှမလုပ်နိုင်ပါဘူး။တစ်ဖက်မှာတော့အတန်းထဲကမိန်းကလေးတွေဘတ်စကတ်ဘောကစားကွင်းမှာကခုံလေးကျင်နေကြပါတယ်။အဲ့ဒီကိုကယ်ဗင်ရောက်လာပြီးမိန်းကလေးတွေကနေတာကိုမြင်ပြီးဆွဲလန်းသွားပါတယ်။ကခုံလေးကျင်ပြီးမိန်းကလေးတွေရေချိုးဖို့သွားကြပေမဲ့ကယ်ဗင်ကတော့အဲ့ဒီမှာပဲရက်ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာသူတို့ရဲ့အတန်းပေါ်ဂျော်ဒန်ကရောက်လာပြီးမိန်းကလေးတွေရေချိုးနေတာကိုခိုးကြည့်ပါတယ်။အဲ့ဒါကိုကယ်ဗင်မြင်သွားပါတယ်။ဂျော်ဒန်ထွက်သွားတဲ့အခါကယ်ဗင်ကလည်းပြတင်းပေါက်ကနေအဲ့ဒီမိန်းကလေးတွေကိုချောင်းကြည့်ပါတယ်။အဲ့ဒီအချိန်မှာကျောင်းဆရာမကြီးရောက်လာပြီးဒီမှာဘာလုပ်နေတာလဲလို့မေးပါတယ်။ကယ်ဗင်ကရုတ်တရက်လန့်သွားပေမဲ့သူ့ပိုက်ဆံတွေပြုတ်ကျသွားလို့ကောက်နေတာပါလို့ပဲပြောလိုက်ပါတယ်။ကျောင်းဆရာမကြီးကမိန်းကလေးတယောက်ကိုကျူရှင်တင်ပေးဖို့ကယ်ဗင်ကိုပြောပြီးလိပ်စာပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကယ်ဗင်ကိုသူ့အိမ်မှာတွေ့ရပါတယ်။သူဟာသူ့ရဲ့စမ်းသပ်မှုအကြောင်းထိုင်စဉ်းစားနေပြီးစမ်းသပ်မှုကြာရှုံးခဲ့လို့စိတ်မကောင်းဖြစ်နေပါတယ်။သိပ္ပံပညာရှင်တွေနဲ့ကျောင်းသားတွေကသူ့ကိုလှောင်ပြောင်ခဲ့ကြတာပါ။ဒါကြောင့်ကယ်ဗင်ဟာသူ့ရဲ့စမ်းသပ်မှုကိုအောင်မြင်အောင်လုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။သူဟာသူ့ရဲ့အလုပ်ဟောင်းတွေကိုပြန်လုပ်ပါတယ်။ရက်အနှင်းငယ်ကြာမှသူဟာဖော်မြူလာအသစ်တစ်ခုကိုဖန်တီးလိုက်ပါတယ်။အစပိုင်းမှာတော့သူ့ရဲ့ယုံလေးပေါ်မှာစမ်းသပ်ပေမဲ့မအောင်မြင်ပါဘူး။ဒါပေမဲ့ကယ်ဗင်ကအရှုံးမပေးဘဲအစွမ်းကုန်ကြိုးစားပါတယ်။ကြိုးစားပြီးနောက်မှာတော့သူ့ရဲ့ဖော်မြူလာအောင်မြင်သွားပြီးသူ့ရဲ့ယုံလေးဟာမျက်စိရှိမှတင်ပျောက်ကွယ်သွားပါတယ်။အဲ့ဒါကိုမြင်ပြီးကယ်ဗင်အယမ်းပျော်သွားပါတယ်။အဲ့ဒီနောက်သူကသူ့ကိုယ်သူဆေးထိုးလိုက်တဲ့အခါသူ့လည်းပျောက်ကွယ်သွားပါတယ်။10 မိနစ်ကြာပြီးတဲ့နောက်မှာတော့ယုံလေးကပြန်ပေါ်လာတာကြောင့်ဒီဆေးဟာ10 မိနစ်ပဲအာနိသင်ရှိမှန်းသူသိသွားပါတယ်။ကယ်ဗင်ကအရန်ပင်ပန်းနေလို့အိပ်ပျော်သွားပါတယ်။ကယ်ဗင်ရဲ့အိမ်မက်ထဲမှာမိန်းကလေးတွေအများကြီးကသူ့ကိုခေါ်နေကြပါတယ်။ကယ်ဗင်အိမ်မက်ကနိုးလာတဲ့အခါဒီအိမ်မက်ကိုလက်တွေ့ဖြစ်အောင်လုပ်ချင်လာပါတယ်။အဲ့ဒီအချိန်မှာကယ်ဗင်ကကျောင်းဆရာမကြီးပေးတဲ့လိပ်စာကိုသတိရသွားပါတယ်။အဲ့ဒါကသူ့အတန်းထဲကမိန်းကလေးတစ်ယောက်ရဲ့လိပ်စာပါပဲ။အဲ့ဒီနောက်သူဟာဆေးထိုးပြီးအဲ့ဒီမိန်းကလေးရဲ့အိမ်ကိုသွားပါတယ်။သူဟာသူမရဲ့ဝတ်စားတွေကိုချုပ်ပြီးသူမကိုထိတွေ့ကြည့်ရှုပြီးတဲ့နောက်ပြန်လာပါတယ်။တနေ့မှာကယ်ဗင်ကကျောင်းသားတွေကိုအလွန်စစ်ဆေးမှုလုပ်ပါတယ်။သူကကလပ်ထိုင်မှထိုင်ပြီးစာအုပ်ဖတ်နေပါတယ်။စာမေးပွဲချိန်ပြည့်သွားတဲ့အခါကျောင်းသားအားလုံးကစာအုပ်ကိုတစ်ပြိုင်နက်တည်းအောက်ချလိုက်ကြတဲ့အတွက်ကယ်ဗင်ရုတ်တရက်လန့်သွားပါတယ်။ကယ်ဗင်လန့်သွားတာကိုမြင်ပြီးကျောင်းသားအားလုံးကဝိုင်းရကြပါတယ်။အဲ့ဒါကိုမြင်တော့ကယ်ဗင်ကသူ့ကိုလှောင်ခဲ့တဲ့သိပ္ပံပညာရှင်တွေကိုသတိရသွားပြီးအရန်အရှက်ရကစိတ်ဆိုးသွားပါတယ်။အဲ့ဒီနောက်ကယ်ဗင်ကသူတို့စီကစာရွက်တွေကိုလိုက်သိမ်းပြီးအားလုံးကိုစာမေးပွဲရှုံးစေလိုက်ပါတယ်။တစ်ဖက်မှာတော့ကျောင်းဆရာမကြီးကကျောင်းသားတစ်ယောက်ကိုသူ့ရုံးခန်းထဲခေါ်ပါတယ်။သူကအင်္ဂလိပ်စာမှာအရန်ညံ့နေသူပါ။ဆရာမကြီးကကျောင်းသားကိုစာညံ့တာကြောင့်စာမေးပွဲအောင်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါကိုကြားပြီးအဲ့ဒီကောင်လေးကအလွန်ကြောက်သွားပါတယ်။အဲ့ဒီအချိန်မှာဆရာမကြီးကသူ့ကိုကန့်လန့်ချက်တစ်ခုပေးပါတယ်။သူမကိုပြောအောင်ထားနိုင်ရင်စာမေးပွဲအောင်ပေးမယ်လို့ပြောပါတယ်။အဲ့ဒီကောင်လေးကလည်းရမ်းပျော်သွားပြီးဆရာမကြီးပေါ်ကိုခုန်တက်ကအတူတူပြောပါကြပါတယ်။အဲ့ဒီနောက်ကယ်ဗင်ကိုအိမ်မှာတွေ့ရပါတယ်။သူဟာထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ပါတယ်။အဲ့ဒါကသူ့ရဲ့ငယ်ဘဝအကြောင်းပါ။ဆရာဝန်ကကယ်ဗင်ရဲ့အမေကိုကယ်ဗင်ရဲ့အုံနောက်ကအရန်တော်ကြောင်းသူလိုချင်တာမှန်သမျှရနိုင်ကြောင်း
ဒါပေမဲ့သူ့ရဲ့စိတ်နှလုံးကအရန်တုနေတာကြောင့်အဆက်ခွဲခံရတာကိုသိမခံနိုင်ဘူးလို့ပြောပါတယ်။နောက်တစ်နေ့မှာတော့ကျောင်းသား2ယောက်အိမ်သာတက်ရင်ကယ်ဗင်အကြောင်းပြောနေတာကိုတွေ့ရပါတယ်။သူတို့ကကယ်ဗင်ကိုစာမွေးပွဲရှုံအောင်လုပ်လို့လက်စားချေဖို့စီစဉ်နေကြတာပါ။အဲ့ဒီစကားတွေကိုကယ်ဗင်ကြားသွားပါတယ်။ခဏအကြာမှာကယ်ဗင်အတန်းနဲ့ဝင်သွားပြီးစာတင်ပါတယ်။အဲ့ဒီအချိန်မှာကျောင်းဆရာမကြီးကသူ့ကိုရုံးခန်းကိုခေါ်ပါတယ်။ဆရာမကြီးကကယ်ဗင်မှာမိန်းမရှိလားလို့မေးပါတယ်။ကယ်ဗင်ကအခုထိအိမ်အောင်မရှိသလိုရီးစားလည်းမရှိဘူးလို့ပြောပါတယ်။အဲ့ဒါကိုကြားပြီးဆရာမကြီးအရန်ပျော်သွားကကယ်ဗင်နာကိုသွားပြီးမြှူဆွဲပါတယ်။ဒါပေမဲ့ကယ်ဗင်ကဂရုမစိုက်တာကြောင့်ဆရာမကြီးအရန်စိတ်ဆိုးသွားပါတယ်။ဆရာမကြီးကကယ်ဗင်ကိုကျောင်းကထုတ်ပြစ်မယ်လို့ချိန်ချောက်တယ်လို့မူရစ်စေဝါသုံးဆွဲတဲ့အမှုနဲ့ရဲတိုင်မယ်လို့ပြောပါတယ်။ဘာလို့လဲဆိုတော့သူမကကယ်ဗင်ရဲ့စစ်ထူအပ်ကိုတွေ့သွားလို့ပါ။ရဲဆိုတဲ့နာမည်ကြားတာနဲ့ကယ်ဗင်အရန်ကြောက်သွားပါတယ်။အဲ့ဒီနောက်သူကဆရာမကြီးနဲ့တူတူပြောပါဖို့လုပ်ပေမဲ့သူမကသူ့ကိုချိန်ချောက်ခဲ့တာကြောင့်ကယ်ဗင်အရန်စိတ်ဆိုးနေပါတယ်။ဒါကြောင့်သူဟာဆရာမကြီးနဲ့တူတူရှိနေရင်သူမကိုအဲ့ဒီမှာတင်တပ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်သူကကျောင်းကိုရုံးခန်းကထွက်လာပြီးအတန်းနဲ့ဝင်သွားပါတယ်။ဒီမှာကလေးတွေအားလုံးကကယ်ဗင်ကိုနောက်ပြောင်ကြပါတယ်။ဒါပေမဲ့ကယ်ဗင်ကဘာတူလဲဆိုတာတော့သူတို့မသိကြပါဘူး။သူတို့ရဲ့နောက်ပြောင်မှုကကယ်ဗင်ရဲ့ဒေါသကိုပုတ်ထွက်လာစေပါတယ်။အဲ့ဒီနောက်သူကကျောင်းဂိတ်တကားတွေကိုပိတ်ပြီးအပြင်ထွက်လို့မရအောင်လုပ်လိုက်ပါတယ်။ပြီးတော့ဆေးကိုသူ့ကိုယ်သူထိုးလိုက်တဲ့အတွက်အခုတော့သူပျောက်ကွယ်သွားပါပြီ။ကိုပျောက်သွားပြီးနောက်သူကအရင်ဆုံးစုံတွဲတွဲစီကိုသွားပါတယ်။ကယ်ဗင်ကအရင်ဆုံးအဲ့ဒီကောင်လေးကိုရိုက်ပါတယ်။အဲ့ဒီနောက်ကောင်မလေးရဲ့ဝတ်စားတွေကိုဆွဲဖြဲပြီးတတ်ဖို့လုပ်ပါတယ်။သူမကအသက်လူပြီးပြေးပေမဲ့ကယ်ဗင်ကသူမကိုတတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေး2ယောက်အဲ့ဒီနားကဖြတ်သွားရင်အလောင်းကိုတွေ့သွားပါတယ်။သူတို့အရန်လန့်သွားကြပြီးအတန်းထဲကိုပြေးသွားကြရာကယ်ဗင်ကအဲ့ဒီမှာထိုင်နေတာကိုတွေ့ရပါတယ်။သူတို့ကသူတို့တငယ်ချင်းရဲ့အလောင်းကိုတွေ့ခဲ့ကြကြောင်းပြောပါတယ်။ကယ်ဗင်ကသူတို့ကိုအတန်းထဲမှာပဲနေခိုင်းထားပြီးသူကတော့ရဲကိုခေါ်မလို့နဲ့အပြင်ကိုထွက်သွားပါတယ်။အဲ့ဒီနောက်ချက်ချင်းပဲကယ်ဗင်ကဆေးထိုးပြီးအတန်းထဲကိုပြန်ဝင်လာပါတယ်။ကယ်ဗင်ရဲ့အတန်ကိုကြားရပေမဲ့သူ့ကိုမမြင်ရတာကြောင့်အဲ့ဒီမိန်းကလေးတွေအရန်ကြောက်ပြီးတကားစီပြေးကြပေမဲ့တကားကပိတ်နေပါတယ်။အဲ့ဒီနောက်ကယ်ဗင်ကသူတို့တွေကတယောက်ရဲ့ဝတ်စားတွေကိုချိုးပြီးငားကန်ထဲမှာနှစ်သက်လိုက်ပါတယ်။အခုကယ်ဗင်ကဒုတိယတစ်ယောက်စီသွားပါတယ်။ဒီမိန်းကလေးကကျောင်းဆရာမကြီးပေးခဲ့တဲ့လိပ်စာကမိန်းကလေးဖြစ်ပြီးသူမကကယ်ဗင်ရဲ့အကြိုက်ဆုံးပါ။အဲ့ဒီနောက်ကယ်ဗင်ကသူ့ရဲ့လက်အင်္ကာကိုသူမရဲ့ပါးစပ်ထဲထည့်လိုက်ပါတယ်။အဲ့ဒါကအထဲကိုအရန်ဝင်သွားတာကြောင့်အဲ့ဒီမိန်းကလေးဟာအသက်ရှူကျပ်ပြီးသေသွားပါတယ်။အဲ့ဒီနောက်မှာတော့ဝီကီနဲ့သူ့ရီစားကိုတွေ့ရပါတယ်။ဝီကီကရေချိုးဖို့သွားနေပြီးသူ့ရီစားကအပြင်မှာစောင့်နေပါတယ်။ဝီကီရေချိုးနေတော့ကယ်ဗင်ရောက်လာပါတယ်။လျှက်စစ်လျှော့ဖြစ်သွားတာကြောင့်ဝီကီဟာအဲ့ဒီမှာတင်သေဆုံးသွားပါတယ်။ဝီကီအထဲဝင်သွားတာကြာပြီဖြစ်လို့သူ့ရီစားကဝင်ကြည့်တဲ့အခါတစုံတစ်ယောက်ကဝီကီကိုတက်ပြီးဘီယိုထဲမှာထည့်ထားတာကိုတွေ့ရပါတယ်။သူဟာဝီကီရဲ့အခြေအနေကိုကြည့်ပြီးအယံကြောက်သွားပါတယ်။အဲ့ဒီချိန်မှာသူ့မျက်နှာကိုလက်သီးတစ်ချက်ရောက်လာပါတယ်။အဲ့ဒီနောက်သူကကြောက်လန့်ပြီးဒီကနေထွက်ပြေးဖို့ကြိုးစားပေမဲ့နောက်ဆုံးမှာကယ်ဗင်ကသူ့ကိုရိုက်ပြီးအမိုးပေါ်ကနေပစ်ချလိုက်ပါတယ်။အဲ့ဒီနောက်ကျောင်းအုပ်ရုံးထဲမှာစုံတွဲတွဲအတူတူရှိနေကြတာကိုတွေ့ရပါတယ်။ခဏအကြာမှာသူတို့တွေတူတူပြောပါပြီးထွက်သွားတော့မယ့်အချိန်မှာကောင်မလေးကရေချိုးခန်းထဲကိုပစ္စည်းသွားယူပါတယ်။သူမအထဲမှာဝီကီရဲ့အလောင်းကိုတွေ့ပြီးអော်လိုက်ပါတယ်။သူရီစားကအထဲကိုဝင်လာပြီးအဲ့ဒီမှာအလုတ်လုံနေတဲ့အစီကံကိုတန်တရားဝင်ပါတယ်။သူကအဲ့ဒီအစီကံကိုရမ်းရိုက်ပေမဲ့ကိုပြောက်နေတဲ့ကယ်ဗင်ရောက်လာပြီးဒီကောင်လေးကိုလည်းပြန်ရိုက်ပါတယ်။ဂျော်ဒန်ကတော်တော်လေးတန်မာတာကြောင့်ကယ်ဗင်နဲ့ပြန်တိုက်ခိုက်ပါတယ်။ကယ်ဗင်လည်းဒဏ်ရာတွေရသွားပါတယ်။တိုက်ခိုက်နေရင်ဆေးရဲ10မိနစ်အာနိသင်ပြည့်သွားတဲ့အတွက်ကယ်ဗင်ကိုသူတို့မြင်သွားကြပါတယ်။ကယ်ဗင်ကိုမြင်တော့သူတို့အယမ်းအံ့ဩသွားကြပေမဲ့ကယ်ဗင်ကအခွင့်အရေးကိုအသုံးချပြီးဂျော်ဒန်ကိုတိုက်ခိုက်ပါတယ်။အဲ့ဒီနောက်သူကအိမ်ပြန်ပြီးပစ္စည်းတွေသိမ်းကမြို့ကနေထွက်ပြေးဖို့ပြင်ပါတယ်။ဒါပေမဲ့ဂျော်ဒန်ကတနက်ကင်ပြီးရောက်လာပါတယ်။ကယ်ဗင်ကသူ့ကိုလှည့်စားပြီးဆေးထိုးလိုက်ပါတယ်။အဲ့ဒီနောက်ကိုပြောက်သွားပြီးဂျော်ဒန်ကိုရိုက်နှက်ပါတယ်။အဲ့ဒီချိန်မှာကြာနေတဲ့ဆေးထိုးအပ်နောက်တစ်ခုကိုဂျော်ဒန်ရသွားပြီးသူကလည်းဆေးထိုးလိုက်ကကိုပြောက်သွားပါတယ်။သူတို့တယောက်ကိုတယောက်ရှာနေကြတော့တနက်ကလီထဲမှာပြန်ထွက်သွားပြီးကြီးထွက်သွားပါတယ်။သူတို့တဲကတယောက်သေသွားပါတယ်။တနက်တန်ကြားလို့ရဲတွေရောက်လာပြီးဒီအလောင်းကိုကယ်ဗင်ရဲ့အလောင်းလို့ထင်ပြီးထွက်သွားကြပါတယ်။ရဲတွေထွက်သွားတဲ့အခါကယ်ဗင်ကအကျဲကြီးရဲပါတယ်။ဒါပေမဲ့ကယ်ဗင်ခုထိမရက်တန်သေးပါဘူး။သူကစစ်တလုံးကိုယူပြီးထွက်လာပါတယ်။တစ်ဖက်မှာတော့ကယ်ဗင်ရဲ့သတင်းကိုကြီးညာနေတဲ့သတင်းတင်ဆက်သူကိုတွေ့ရပါတယ်။ကယ်ဗင်ကသူမကိုလက်စားချေဖို့ရောက်လာပြီးတီဗီရှေ့မှာတင်သူမရဲ့ဝတ်စားတွေကိုဆွဲဖြဲလိုက်ပါတယ်။အဲ့ဒါကြောင့်လူတိုင်းကကယ်ဗင်အသက်ရှင်နေသေးမှန်းသိသွားကြပါတယ်။တစ်စီမှာလည်းအခုလိုကိုပြောက်စစ်ရှိနေမယ်ဆိုရင်ဘာတွေလုပ်ချင်လဲဆိုတာပြောသွားကြပါအောင်။